Hi everyone အားလုံးပဲမင်္ဂလာပါဒီနေ့သင်္ဘောတီလေးထောင်းပြမယ်ဒါလေးကတော့ယူရီးယားတွေထောင်းတဲ့သင်္ဘောတီထောင်းအတိုင်းတော့ဟုတ်မနေဘူးဘာလို့လဲဆိုတော့သူတို့ထိုင်းမှာထုတ်တဲ့ငပိကိုသူတို့ကယူရီးယားသင်္ဘောတီထောင်းမှာအများကြီးထည့်ထောင်းတယ်ငပိနံလေးကိုရတယ်ပေါ့နော်ဤစာငပိမစားတဲ့အတွက်ကြောင့်မလို့ကိုနီကိုဟန်လေးနဲ့ချင်းငန်းဆက်လေးပဲထောင်းပြထားပါတယ်ဒီထောင်းမှာမပါမဖြစ်ကတော့အနံ့လေးပါမှာချက်သွန်ပြူလေးပါအောင်မယ်ချက်သွန်ပြူရဲ့ငရုတ်သီးစိမ့်ရဲ့ပစွန်ချောက်ရဲ့ငံပြားရဲ့ထီရဲ့အနံ့ဆိုလို့ရှိရင်တကယ်ကိုပေါ့နော်ပါစက်ထဲအောင်တည်ထွက်လာတယ်တကယ်တင်မော်တီထောင်းအတော့နိုင်ရတယ်ပေါ့နော်ဆိုတော့ချက်သွန်ပြူလေးထည့်မယ်ဒီစားတော့ချက်သွန်ပြူ3ခါလောက်သုံးတယ်အများကြီးတော့မကြိုက်ဘူးတော့ချက်သွန်ပြူကြိုက်လဲချက်သွန်ပြူရဲ့ပစွန်ချောက်ရဲ့ထောင်းမယ်စွန်ကြောက်ရဲ့မြုပ်သီးစိမ့်ရဲ့စက်သွန်ပြည့်ရဲ့ညက်သွားတဲ့အနံ့မှွေးပြီးတော့ထွက်လာ By the way ဒီနေ့အစားဝတ်ထားတဲ့ dress လေးရလေအမတယောက်လက်ဆောင်ပေးထားတာ Christina ကြီးရဲ့ Zaki Siki ရဲ့ design လေးပါရေပဲလှုံမှုမွေးလေးရလည်းမပါမဖြစ်နော်ဒီတုပ်လေးရလေကိုကြိုက်တယ်လို့ဖန်တီးလို့ရတယ်ချင်းငန်းဆက်ကိုပေါ့နော်သူကတမယာသီးထည့်မယ်ငံပြားလေးပါမယ်စားလေးပါမယ်အဆက်အတွက်ကောင်းရည်သီးစိမ့်အနီးပါမယ်အစိမ့်ပါမယ်ပြီးရင်ကြက်သွန်ပြူလေးနဲ့ရောထောင်းလိုက်တော့ဤစာကုနာပြောသလိုပဲအနံလေးကတော်တော်မှွေးနေပြီအရသာကလည်းချင်းငန်းဆက်ပဲအဲ့ဒါကိုကြံတကာလေးနဲ့ balance ဖြစ်အောင်ထိန်းလိုက်တော့အရသာအတော်ရှိပါတယ်သင်္ဘောဒီအဖက်ထဲကိုလေချင်းငန်းဆက်လေးဝင်သွားအောင်လို့တစ်တောင်းရုပ်ဆောင်ရှိလို့ရှိရင်အနှစ်ကလေးနဲ့ရောပြီးခပ်ဖွားဖွားလေးထောင်းပေးနော်မရှိနဲ့နှက်အောင်နဲ့ပေးလို့ရပါတယ်ဒါလေးကတော့တငယ်ချင်းလက်ဆောင်ပေးထားတဲ့ရှမ်ပီယာဝက်ခေါက်လေးသူ့ကို air fryer ထဲမှာ2မိနစ်3မိနစ်လောက်200 degree celsius နဲ့အပူပေးလိုက်ရင်အဲ့လိုမျိုးဖောင်းပွားချွတ်နေတဲ့ဝက်ခေါက်ကြော်လေးရပါတယ်ကျေးဇူးတင်ပါတယ်ရှင်အာဟာရရှိပြီးတော့လက်ဆက်တဲ့အစားအသောက်တွေစားပြီးကျန်းမာကြပါစေ Thanks for watching enjoy ကင်မရာမန်တို့လည်း Cheers